တိုင်းနာမြို့နယ်လုံးဆိုင်ရာအာဏာပိုင်ဖွဲ့စည်းများနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအာဏာပိုင်ဖွဲ့စည်းများအားလုံးကိုကျွန်တော်တို့ဘေးတွဲညီကိုများစာကျွန်တော်ကအခုလောက်တောင်းဆိုချင်ပါတယ်။ဘာတောင်းဆိုချင်တာလဲဆိုတော့ကျွန်တော်တို့ဘေးတွဲဆိုင်ကလေးစီယာရေးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အခုလောက်တောင်းဆိုချင်ပါတယ်။အခုစီဆိုင်တိုင်းနာစီဆိုင်တော်တော်များများမှာလိုင်စင်ရှိတဲ့ဘိန်းတွေပဲပေးမယ်လို့ထုတ်ပြန်ထားပါတယ်။အကျုံးလိုင်နာမှာကတော်တော်များများကလိုင်စင်မဲတွေများပါတယ်ပြီးတော့အဲ့လိုင်စင်မဲတွေအကုန်လုံးကနောက်မှာလဲဒီတောင်းစုစောင်းမှုတွေအတွက်ဖြည့်ရှင်းနေရတာဒီဆိုင်ကလေးနဲ့ကျွန်တော်တို့ဖြည့်ရှင်းနေရတာပေါ့နော်ဟောကျွန်တော်တို့လိုင်စင်မဲ့ဆိုင်ကလေးတွေဘေးရွက်လေးကိုကျွန်တော်တို့စီရရှိရအတွက်ကျွန်တော်တို့ငဲ့ညာတနာပါအောင်ကျွန်တော်တို့နောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့သားသမီးတွေစောင်းနေအတွက်ငဲ့ညာပေးပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်အခုဆိုရင်တော်တော်များများကစီမရကြဘူးပေါ့လေဒီတရားပြူမှာရှိတဲ့ဆိုင်ဒေးတဆိုင်မှာပဲကျွန်တော်တို့ရလို့ဒီမှာအကုန်အုံပြုံပြီးလာတိုးနေကြတာပါကျန်တဲ့ဆိုင်တွေမှာကတော့တိုးတဲ့လူတွေမရှိတော့ပါဘူးစီတန်းစီရဲ့လူတွေလည်းမရှိပါဘူးကျွန်တော်တို့ကလုံးဝမှစီမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်မိသားစုစောင်းနေအရန်ကိုခက်ခဲဖြစ်သွားပါတယ်ဗျအဲ့တော့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့နိုင်စင်မဲ့ဘေးတွဲလေးတွေကိုလည်းဒီတိုင်းပြစ်မထားပါနဲ့ငဲ့ညာတနာကြပါဦးကျွန်တော်တို့လည်းပြည်သူတွေပါတခုခုဆိုခံစားရှိကျွန်တော်တို့ကအရင်ဆုံးခံရတာပါကျွန်တော်တို့မှနားစင်ကြီးလည်းပေးရပါတယ်ကိုကြီးဒီကြီးလည်းကျွန်တော်တို့မှပေးရပါတယ်နော်ဟောအဲ့လိုမျိုးပေးရဖန်ဆီးခံရကြရကျွန်တော်တို့မိသားစုတွေအတွက်ကျွန်တော်တို့မှရုန်းကန်ရှောက်ပြီးစားတောက်နေရတာပါသို့ပါသောကြောင့်အာဏာပိုင်အဖွဲ့အစည်းများအားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်တို့ဗီဒီယိုမောင်းတဲ့ညီကိုစားကျွန်တော်ကနေတောင်းဆိုချင်ပါတယ်ကျွန်တော်တို့ဒီတိုင်းပြစ်မထားပါနဲ့ကျွန်တော်တို့လည်းပြည်သူတွေပါပဲကျွန်တော်တို့လည်းငဲ့ညာတနာကြပါဦးဟုတ်ရင်ကျွန်တော်တို့နောက်ကကျွန်တော်တို့မိခိုနေရတဲ့လူတွေမိသားစုတွေအကုန်လုံးဒုက္ခရောက်သွားနိုင်ပါတယ်လောက်ကန်နေရန်ရှားပါနေတဲ့အချိန်မှာကျွန်တော်တို့မှမရှိမဲ့ပတ်စံလေးတွေနဲ့ချင်းငှားပြီးတော့ကျွန်တော်တို့သုံးမိန်းလေးတွေဝယ်ပြီးတော့ဆွဲရအခုစီကလုံးဝမရတော့ဘူးဆိုတော့ကျွန်တော်မှစောင်းနေရက်တီကတော်တော်လေးခက်ခဲသွားပါတယ်ဗျာလောက်ကန်နေရရန်ရှားပါဒီဘေးရဲမှာမောင်းရရင်ကျွန်တော်မှတန်တဲ့အလောက်ကလည်းရန်ရှားပါနေတဲ့အချိန်မို့လို့ဘာမှရှာလို့လည်းမရပါဘူးဒီဘေးရဲမောင်းနေတဲ့အထဲမှာတက်ကြီးရွယ်ဟိုတွေအများဆုံးပါပါတယ်ဘာမှလုံးမရလို့ပတ်စံလေးမရှိမဲ့ပတ်စံလေးစုဆောင်းချင်းငှားပြီးတော့သုံးမိန်းလေးဝယ်ဘေးရွက်လေးတွဲမောင်းစားနေရတာပါရှာဖွေစားတောက်နေရတာပါတနေ့တာရဲ့ခက်ခဲတွေကိုဒီသုံးမိန်းလေးနဲ့ဖြည့်ရှင်းနေရတာပါဒီဖြည့်ရှင်းနေရသုံးမိန်းလေးမှာအဓိကအသက်သွေးကြောကစီပါဗျစီများတော့ဘူးဆိုလို့ရှိရင်ဒီသုံးမိန်းလေးကိုမိခိုနေရတဲ့နောက်မှာမိသားစုတွေအတွက်ကအဆင်ပြေနိုင်ပါဘူးဗျာအဲ့တော့အာဏာပိုင်ဖွဲ့စည်းများအားလုံးတောင်းဆိုချင်တာကျွန်တော်တို့လိုင်စင်မဲ့ဘေးရွက်လေးကိုကျွန်တော်တို့စီမြောင်လုပ်ပေးပါကျွန်တော်တို့လိုင်စင်လုပ်ချင်ပေမဲ့လည်းလုပ်လို့မရပါဘူးဟုတ်ကျွန်တော်တို့မှာခက်ခဲရမ်းဖြစ်နေပါတယ်တို့ပါတော့ကြောင့်တောင်းဆိုပါတယ်ဗျကျွန်တော်တို့ရမ်းပြစ်မထားပါနဲ့ခုဆိုရင်တန်းစီနေတာအစီ900လောက်ရှိပါတယ်ဟိုးထိန်မှာကျွန်တော်ဆိုလို့ရှိရင်ညနေ4 နာရီလောက်တည်းလာတန်းစီတာမှာကျွန်တော်ရှိမှာအစီ300လောက်ရှိပါတယ်ဟောကျွန်တော်နောက်မှာဆိုလဲဟိုးတိုင်တာဝစီရရုပ်ရှင်သားယုံသားထိရောက်နေပါတယ်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ပြစ်မထားကြပါနဲ့လို့ကျွန်တော်တို့နိုင်စင်မဲ့ဘေးတွဲ